စုတော်ကြောင့်ပြောကြတယ်မှန်ကန်စွာဒီယေရှုတရားတွေကိုသိဖို့လိုတယ်ပြန်လာပါနောင်တနဲ့ပြန်လန်းဖို့ချိန်ကလေးပေးထားတာကိုတော်ရှင်ရဲ့ယေရှုနားလေပါတော့ချစ်ဆွေရဲ့ယေရှုတော်ကိုသိလို့ပြားစကားလိုက်ရှောင်းတော့သူတော်တနေ့နေ့မှာမှန်ကောင်းကင်ဝင်ရမယ်ယေရှုတော်လို့ပြောပြီးအပြစ်လို့တော့သူများထွားမရင်မီဟာသူတို့အတွက်ဆောင်ကြုံနေယေရှုတော်လူတွေအားလုံးနားလဲစေနော်အေးတင်မောကိုစောက်တရားဟောတယ်ဘယ်သူဟာနောင်တနဲ့လမ်းလာမဆောင်ခဲ့တယ်လို့ဒီချိန်မှာသခင်ဖျားများအခမ်းများပြင်လို့ပြီးခဲ့ပြီလမ်းလာပါဒီယေရှုတကားတွေမပိတ်သိမ်းသေးခင်လေယေရှုတော်ကိုသိလို့ပြားစကားလိုက်ရှောင်းတော့သူဖွာတနေ့နေ့မှာမှန်ကောင်းကင်ဝင်ရမယ်ယေရှုတော်လို့ပြောပြီးအပြစ်လို့တော့သူများဖွာမရင်မီဟာထိုသူတို့အတွက်ဆောင်ကြုံနေယေရှုတော်ကိုသိလို့ပြားစကားလိုက်ရှောင်းတော့သူဖွာတနေ့နေ့မှာမှန်ကောင်းကင်ဝင်ရမယ်ယေရှုတော်လို့ပြောပြီးအပြစ်လို့တော့သူများထွားမရင်မီဟာထိုသူတို့အတွက်ဆောင်ကြုံနေယေရှုတော်လူတွေအားလုံးနားလဲစေ